အားလုံးပဲမင်္ဂလာပါကျမတို့ကဒီနေ့ကတော့ဒီသရုပ်ချက်ကရာကိုမူဒရာနဲ့ healing ပြုလုပ်မယ်တန့်စင်မယ် balancing ပြုလုပ်မယ်နေ့လေးဖြစ်ပါတယ်ဟုတ်ပြီနော်ဒီနေ့လေးကတော့ကျမတို့ရဲ့ဒီအစီအစဉ်ရဲ့အလဲတစ်ဝက်လောက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်နော်မင်္ဂလာပါမတ်လေဒီမင်္ဂလာပါနော်ဟုတ်ပြီတင်ငယ်ချင်းတွေရောက်မလာခင်ကျမတို့ဒီအစီအစဉ်လေးကိုဆက်သွားလိုက်ကြမယ်နော်ဟုတ်ပြီအခုဒီသရုပ်ချက်ကရာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တို့ဒီသရုပ်ချက်ကရာအားကောင်းလို့ရှိရင်ကိုယ်အနေနဲ့ပြောနိုင်ဆိုနိုင်စွမ်းနေပုံမကောင်းစေတယ်ကိုပြောသမျှဆိုသမျှကလည်းပုံမပြီးတော့ဆွဲဆောင်မှုရှိစေတာပေါ့နော်ကဲပြီးသွားတဲ့အခါကြားလို့ရှိရင်ကိုဘဝမှာဒီထက်ပိုပြီးတော့အဆင်ပြေဖို့အတွက်ပြောတင်ပြောထိုက်တဲ့စကားတွေလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုလည်းအများကြီးလုပ်နိုင်သွားစေတယ်ဒီလေဘင်းချက်ကရာကတအားကြီးကိုဂယုတစိုက်ဟီးလင်းလုပ်တဲ့ထဲမှာတိတ်မပါဘူးပေါ့တို့ငငယ်ကနေခုတည်းထိအများတန်းတွေ့ရတာတတရားမျက်လုံးဖွင့်ဖို့ကြိုးစားကြမယ်စသဖြင့်ပေါ့နော်မေတ္တာတွေပွားများကြမယ်စသဖြင့်အဲ့လိုမျိုးတွေကိုအဓိကလုပ်ကြတယ်ဒီ11ချက်ကရာပွင့်အောင်တို့စသဖြင့်ပေါ့နော်အားကောင်းအောင်တို့လုပ်တာတော့နည်းပါတယ်ဒါပေမဲ့တို့ဒီလိုမျိုးပြုလုပ်ခြင်းဟာတို့ရဲ့ဘဝမှာအများကြီးကိုတိုးတက်စေတယ်အောင်မြင်စေတယ်ပေါ့နော်ဟုတ်ပြီမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ပြီဒီသရုပ်ချက်ကရာကဘယ်မှာရှိလဲဆိုလို့ရှိရင်ဟောဒီမှာဒီပုံလေးမှာဆိုလို့ရှိရင်ဒီ11ရှိမှာပေါ့နော်ဒီအပြာရောင်အဝိုင်းလေးပေါ့အဲ့လိုမျိုးသဘောလေးနဲ့ဖော်ပြလေးရှိတယ်ဒီစွမ်းရင်ဆက်ကွင်းတွေကိုပေါ့နော်တို့တွေကမမြင်နိုင်ဘူးဆိုပေမဲ့ဒီပေါ့နော် energy ဘိုင်းဆိုင်ရာပြသတယ်ဆိုတဲ့သူတွေကဘယ်နားမှာဘယ်ချက်ကရာရှိတယ်ဆိုတာကိုတင်သာမြင်သာရှိအောင်ဒီလိုလေးတွေနဲ့ပြသပေးတာဖြစ်တယ်တို့တွေဟာဒီချက်ကရာတွေကတော်တော်များများပေါ့နော်တော်တော်များများရဲ့ချက်ကရာတွေဟာမင်္ဂလာညချမ်းမှာဟုတ်ကဲ့ပါတော်တော်များများရဲ့ချက်ကရာတွေကပိတ်နေရတွေ balance မဖြစ်တာတွေစသဖြင့်ပေါ့နော်ကောင်းကောင်းမလဲပတ်စီးစင်းတာတွေအဲ့ဒီလိုမျိုးဖြစ်နေတာပိုများတယ်ဟုတ်ပြီနော်ဒါကတော့သူဟာတတိချာချာမြင်နိုင်သိနိုင်မှုအတွက်ပြပေးရဆိုတဲ့နေရာမှာတော့ဒါတကယ်ကိုတတိချာချာကောင်းကောင်းမွန်မွန်ချက်ကရာတွေအလုံးလုံးနေရဆိုတဲ့သူတယောက်ရဲ့ဒါ energy ဖြစ်တည်ပုံလေးတွေကိုပေါ့နော်မြင်တွေ့ရအောင်ဒါလေးတွေကပြသထားတာဖြစ်တယ်ပေါ့နော်အဲ့ကြတော့တို့ဒီသရုပ်ချက်ကရာကဒီအပြာရောင်ကိုစောင်းနေဒီအပြာရောင်ပေါ့နော်အပြာနုရောင်သူ့ကိုတို့ဒီ meditation ထိုင်နေဆိုတဲ့အခါမှာအာယုံကိုဒီတို့ဒီစွမ်းအင်တွေကပေါ့နော်အာယုံထားရအလုံးလုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသရုပ်ချက်ကရာ meditation ထိုင်နေဆိုတဲ့အချိန်မှာဘာမှမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အာယုံကိုတို့ဒီ level နေရာမှာထားပြီးတော့ဒီ meditation ကိုပြေဝလုပ်မယ်ဆိုလို့ရှိရင်ဒီနေ့ရဲ့ meditation ရဲ့ကောင်းကျိုးတွေကိုထူးထူးကဲကဲရနိုင်တယ်ပေါ့နော်တခြားသောမူဒရာတွေတခြားသောအတန်ကုထုံးတွေပါထပ်သုံးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အများကြီးတိုးမြင့်ကောင်းမွန်သွားစေတာပေါ့နော်တချို့သောပုံမှန်meditation တွေမှာဆိုလို့ရှိရင်ဒီနေရာလေးကိုအာယုံမဲ့ပြုပြီးတော့ meditation ထိုင်ပြီးတော့ဒီနေရာကိုအားဖြစ်သွားတဲ့ meditation တွေလည်းနိုင်ငံတကာမှာအများကြီးရှိပါတယ်အဲ့လိုနော်ကိုကတခါတည်းကိုမူဒရာရောကာလာတွေကအာယုံစိုက်တာရောဂါထာရောအစုံလင်နဲ့ဟီးလင်းတာဖြစ်တဲ့အတွက်ဒီတစ်ချိန်အတွင်းမှာကိုယ့်အတွက်ကောင်းမွန်တဲ့ energy ဘိုင်းဆိုင်ရာအတွေ့အကြုံကိုတော့လုံးဝရရှိမှာဖြစ်တယ်နော်ကဲအဲ့ကြတော့ကသူ့ရဲ့ဂါထာလေးကတော့ ham လို့ခေါ်တယ်ပေါ့နော်သူကအာကာသဓာတ်ပိုင်းနဲ့သူ့ကိုဆက်လေးရှိတယ်ပေါ့နော်ကဲအဲ့ကြတော့ကဒီသူ့ရဲ့ဂါထာတန်လေးက HAM ham ပေါ့နော်โอเคအဲ့ကြတော့သူ့ရဲ့အယောင်လေးကတော့ကိုစားပြုအယောင်လေးကတော့အပြာနုရောင်လေးဖြစ်တယ်နော်โอเคသူ့ကိုဟီးလင်းမဲ့အာယုံထဲမှာပုံဖော်ပြီးတော့စိတ်ဆွမ်းအားနဲ့ကုသမယ်ဆိုလို့ရှိရင်အပြာနုရောင်လေးတွေကိုအာယုံပုံဖော်ပြီးတော့ကုသရတယ်အဲ့ဒါကမစွမ်းဘူးလားဆိုရင်စွမ်းတယ်အဲ့ဒါဟာအယောင်ကုထုံးလို့ခေါ်တယ်ပေါ့နော်အယောင်ကုထုံးကိုသုံးကျင်နေဆိုရင်တို့တွေကစိတ်စွမ်းအားနဲ့သုံးကျင်နေဆိုရင်စိတ်ထဲကနေအာယုံပြုတ်ပြီးတော့အလုပ်လုပ်လို့ရတယ်တကယ်လဲထူးခြားကောင်းမွန်စေတဲ့စိတ်စွမ်းအားကအရန်ကြီးတာဆိုတော့လေ
ပြီးသွားရင်တို့တွေဒီဒီအပြာရောင်အပြာနုရောင်အပြာနုရောင်တော့အစားအစာတွေပါနေတယ်ဒီအင်ကြီးအဝတ်စားတွေဝတ်တာပြီးသွားရင်ဒီအရေပေါ့နော်ဒီသရုပ်ချက်ကရနဲ့ပတ်သက်တဲ့အစားအစာတွေကိုစားပေးမယ်ဆိုလို့ရှိရင်တို့ဒီလေချောင်းပေါ့နော်လေဘင်းချက်ကရလေးကအများကြီးကိုကောက်ကောက်မွန်မွန်လေပတ်စီးစစ်နေတဲ့အခါမှာကိုဘွားကအများကြီးပုံမိုးပြီးတော့နေရထိုင်ရပြောရဆိုရတာလွယ်ကူလာမှာဖြစ်ပါတယ်နော်อืมပြီးသွားရင်ပြောတယ်ဆိုတဲ့အပြောမတက်အဆိုမတက်လို့အထင်လွဲခံရတယ်စသဖြင့်အဲ့ဒီအရာတွေလည်းတက်တာသွားစေတယ်အဲ့လိုနော်ဟုတ်ပြီအဓိကအပြင်ဆိုလို့ရှိရင်တို့တွေဒီလူများများနဲ့နေထိုင်နေရပြောဆိုနေတယ်ဆိုတဲ့သူတွေကဒီသရုပ်ချက်ကရာကိုများများလေးပြုလုပ်ပေးတဲ့နေဟုတ်ပြီအခုဒီသရုပ်ချက်ကရမှာတော့ဒါအခုပေါ့နော်ကျမပြသပေးနေရတွေကဒီနိုင်ငံတကာရဲ့ဒီချက်ကရပိုင်းဆိုင်ရာလက်မှတ်ကနေပြီးတော့ပေါ့နော်ကျမအဲ့ဒီလက်မှတ်တွေရထားပြီးသားဖြစ်တယ်အဲ့ဒီလက်မှတ်သင်ရိုးတွေမှာပါတဲ့မူတွာတွေကိုပြပေးနေရဖြစ်ပါတယ်နော်ကဲအဲ့ကြတော့ကတတိချာချာလေးလိုက်ပါလှုပ်ဆောင်ကြည့်မယ်ဒီနော်အဲ့ကြတော့ကဒီဟာလေးကကြတော့သူတို့ချက်ကရာနဲ့ပတ်သက်ပြီးတော့အားဖြစ်စေတယ်တဲ့သူဟာ grandita အဲ့လိုမျိုးပေါ့နော် grandita မှုဒွာလို့ခေါ်တယ်တဲ့နော်အဲ့ဒါလေးကကြတော့အခုဒီလိုပုံစံလေးပြုလုပ်ရတာပေါ့နော်လက်ကလေးကိုဒီလိုလေးကွေးလိုက်ပြီးတော့ဒီလိုလေးပေါ့နော်ကိုယ့်ဘက်မှာမြင်ရတဲ့လက်မပုံစံလေးကအဲ့ဒီလိုပုံစံလေးဖြစ်နေမှာဖြစ်တယ်နော်อืมကဲအဲ့ဒီကြတော့ကဒီမူဒရာကဒီအဓိကအဖြစ်ဆိုလို့ရှိရင်သူတို့ချက်ကရာနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးဖြစ်တာကိုတွေ့ရတယ်တစ်ဖက်ကကျမ်းမာရေးဘက်ကဆိုလို့ရှိရင်အုံနောက်ရဲ့လှုပ်ဆောင်ချက်တွေမှတ်ဉာဏ်တွေအာယုံစူးစိုက်နိုင်စွမ်းတွေကိုမြင့်တင်ပေးနိုင်စွမ်းရှိတယ်တဲ့မူဒရာတိုင်းကတော့အဲ့ဒီကောင်းကျိုးတွေအကုန်ရှိတယ်ပေါ့နော်အဲ့ကြတော့ကိုကအဓိကဒီမူဒရာကိုလုပ်တယ်ဆိုတဲ့အခါကျရင်အာယုံကိုဒီမူဒရာကိုလုပ်ခြင်းကြောင့်ငါရဲ့သရုပ်ချက်ကရာ balance ဖြစ်မယ် activate ပို့ဖြစ်မယ်ပို့ပြီးတော့ open ဖြစ်မယ်ဆိုတဲ့စိတ်ကလေးနဲ့အပြည့်လှုပ်ဆောင်မယ်ယုံကြည်မယ်ဆိုရင်ပို့ပြီးတော့ကိုယ့်အတွက်ကောင်းကျိုးရရှိစေတယ်ဟုတ်ပြီဒီကန္တိတဆိုတာတဲ့ဒီအဖို့အထုံးဒါမှမဟုတ်ချီနှောင်ထားခြင်းစသဖြင့်အဲ့လိုမျိုးလဲအတိတ်ပဲရတယ်တဲ့အဲ့ဒီလိုမျိုးလေးကိုလက်ကနေပြီးတော့ထုံးလေးလိုပြောပေါ့နော်ပြုလုပ်ပေးခြင်းကကိုရဲ့ပူလောင်နေတဲ့အာယုံနောက်နေတဲ့အရာတွေအားလုံးကိုဖြေလျှော့ပေးနိုင်စွမ်းရှိတယ်တဲ့ဒီ11တစ်ချောက်ပေါ့အာယုံတစ်ချောက်ကိုဖြေလျှော့ပေးနိုင်စွမ်းရှိတယ်ပြီးသွားရင်ဆက်သွယ်ပြောဆိုနိုင်စွမ်းကိုထုတ်ဖော်နိုင်စွမ်းတွေလည်းတိုးလာစေတယ်တဲ့ဟုတ်ပြီနော်ကျေးဇူးတင်ပါတယ်ဖြည်းဖြည်းနဲ့ဝင်လာနေကြတယ်နော်ဆက်မယ်meditation လေးလာတော့မယ်နော်ဟုတ်ပြီဒီဓာတ်များဆက်ပုံကတော့သူဒီလိုမျိုးပေါ့အကုန်လုံးကိုဒါစုချီထားတာဖြစ်တဲ့အတွက်အကုန်လုံးကိုဒါမျှတာစီးစင်းတည်တာပေါ့နော်ဟုတ်ပြီအာယုံကျော်နဲ့ပတ်သက်ရင်လည်းအရန်ကောင်းတယ်မှတ်ဉာဏ်နဲ့ပတ်သက်ပြီးတော့လည်းကောင်းကျိုးတွေဖြစ်စေတယ်စိတ်ကြည်လင်ပြတ်သားစေတယ်ပြောဆိုနိုင်စွမ်းနေကိုပေါ့နော်ကိုရင်ထဲကအရာတွေကိုထုတ်ဖော်နိုင်စွမ်းနေတတိတွေလည်းပုံမှုပြီးတော့ရှိလာစေတယ်ကဲနော်ပြီးသွားတဲ့အခါကျရင်အာယုံကျော်စနစ်တွေကိုလည်းဖြေလျှော့ပေးနိုင်စေတဲ့အိတ်ဆက်ခြင်းကိုလည်းကောင်းမွန်စေတယ်တဲ့ဒီဖန်တီးနိုင်စွမ်းပေါ့နော်လှုပ်ဆောင်နိုင်စွမ်းပြောဆိုနိုင်စွမ်းတွေလည်းတိုးပွားစေပါတယ်ဒီကအပြင်ဆိုတော့မူဒွာတွေကအတွင်းစိတ်ငြိမ်းချမ်းမှုကိုတော့အများကြီးကိုထူးထူးကဲကဲရစေတယ်ပုံမှန်ငုတ်ကြီးထိုင်တာထက်မူဒွာဆောင်ပြီးထိုင်တာကပိုတာတာကိုတွေ့ရတယ်ပေါ့နော်ကဲအဲ့ကြတော့ကကို့အနေနဲ့presentation ပြရမယ့်အချိန်တွေလူများကိုစကားပြောရမယ်ဆိုတဲ့အချိန်တွေစသဖြင့်ပေါ့နော်စာမွေးပွဲဖြည့်ချိန်တွေအစည်းအဝေးတွေစိတ်ဖိစီးမှုများတဲ့အချိန်စသဖြင့်မိတို့အချိန်မှာမဆိုဒီမူဒရာကိုအသုံးပြုလို့ရတယ်ကို့အနေနဲ့ဒီသရုပ်ချက်ကရာနဲ့ပတ်သက်ပြီးတော့အားဖြည့်ခြင်းနဲ့ဆိုတဲ့အခါမှာလည်းဒီမူဒရာကိုသုံးလို့ရပါမယ်နော်သရုပ်ချက်ကရာပိုင်းဆိုင်ရာမူဒရာတွေအများကြီးရှိတယ်ချက်ကရနဲ့ပတ်သက်တဲ့မူရာတွေကလည်းတစ်ခုကို9မျိုးလောက်ရှိတယ်အဲ့ဒီထဲမှာကိုအခုဒီဟာလေးကသူ့ရဲ့သင်ရိုးတွေမှာလည်းပါတယ်သုံးသင့်တယ်ဆိုတဲ့မူဒွာလေးထဲမှာလည်းပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ရဲ့မူဒွာလေးကိုလှုပ်ဆောင်ကြမယ်โอเคအဲ့ကြတော့ကဒီနေ့ရဲ့သရုပ်ချက်ကရဟီလင်းမူဒွာလေးကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်လက်ကလေးတွေအားလုံးကိုစုလိုက်မယ်ဟုတ်ပြီနော်
ပြီးသွားတဲ့အခါကြားလို့ရှိရင်ဒီဘယ်လက်ကဒီဘယ်လက်ကလက်မလေးကညာဘက်ရဲ့လက်မလေးကိုတွားပြီးတော့ခွေလိုက်မယ်အဲကိုဟောတူလိုကြီးညှက်မထားဘူးဟောတူလိုကြီးလည်းခွာမထားဘူးသူ့ပုံထဲကပြတဲ့အထိုင်းလေးဝိုင်းဝိုင်းလေးလုံးလုံးလေးဝိုင်းဝိုင်းလေးလုံးလုံးလေးလက်မတစ်ခုနဲ့တစ်ခုရှက်နေတယ်လို့မျိုးလေးတေးတချလေးထားလိုက်မယ်ဟုတ်ပြီနော်ဟုတ်ပြီအားလုံးပဲရမယ်လို့ထင်ပါတယ်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာညချမ်းပါဒါဆိုလို့ရှိရင်တို့ရဲ့ဒီနေ့ရဲ့သရုပ်ချက်က meditation လေးကိုဒီမုဒရာနဲ့အတူတူထိုင်ကြရအောင်ပေါ့နော်ဟုတ်ပြီအားလုံးပဲစိတ်လျှော့ကိုလျှော့လိုက်မယ်ကိုယ်အနေနဲ့ခါးလေးကိုမှတ်ထားမယ်ပြေးပြေးလေးဝဝရှူဝဝထုံးရှေ့ရက်ဒီတုန်းကအတိုင်းပဲပြေးပြေးလေးရှူသွင်းမယ်ရှူထုတ်တယ်ဆိုတဲ့အခါမှာဟူးဆိုပြီးတော့ရှူထုတ်လိုက်မယ်အဲ့ဒါလေးကို၃ချိန်လောက်ပြုလုပ်ပါမယ်ရှူသွင်းမယ်ရှူထုတ်မယ်ဟူးပြောင်းနိုင်မီလေးကိုမှုတ်တယ်လို့မျိုးရှူထုတ်ရင်းနဲ့ရင်ထဲကတင်းထားတာတွေစိတ်ထဲကအလိုမကျတာတွေတနေ့တာစိတ်အနှောက်အယှက်တွေအားလုံးကိုလွှတ်ချလိုက်မယ်ပြီးသွားရင်ကိုယ့်ရဲ့ဒီစိတ်နဲ့ခန္ဓာကိုဖြေလျှော့ပြီးတော့အခုဒီမုဒရာလေးကိုကိုယ့်ရဲ့ရင်ဘတ်အရှိလောက်မှာစောင့်ပါမယ်အေးမကြည့်လိုက်ပဲမုဒရာလေးကိုပြထားတယ်လက်နှစ်ဖက်ကလေးကိုစုလိုက်စုပြီးရင်လက်မလေးနှစ်ခုကိုတိတိချလေးချိတ်ဆက်ထားလိုက်ပေါ့နော်တစ်ခုနဲ့တစ်ခုရှက်ထားလိုက်မယ်ဟုတ်ပြီအဲ့လိုလေးပြုလုပ်ထားရင်းနဲ့ကိုယ့်ရဲ့မုဒရာရဲ့အစွမ်းနဲ့ရောကိုယ့်ရဲ့စိတ်စွမ်းအားကိုယ့်ရဲ့အာယုံစွမ်းအားကာထာစွမ်းအားအယောင်အလင်းကုထုံးနေနဲ့ဒီနေ့မှာကိုယ့်ရဲ့သရုပ်ချက်ကရာလေဘင်းမှာရှိတဲ့သရုပ်ချက်ကရာကိုစွမ်းအင်စင်တာလေးကိုတန့်စင်ပြီးတော့ညီမျှတဲ့အလုပ်လုပ်ဆောင်မှုတွေအဆင်ပြေအောင်ပြုလုပ်မယ်ပုံမပွင့်လန်းလာအောင်အားဖြည့်မှာဖြစ်ပါတယ်နည်းနည်းကြောလေးကိုလျှော့ထားပြီးတော့ပြုံးမယ်ဖြည်းဖြည်းလေးဝဝရှူဖြည်းဖြည်းလေးဝဝထုံးမယ်စိတ်နဲ့ခန္ဓာလျှော့ပြီးတော့ကြည်လင်းနေတဲ့စိတ်ကလေးနဲ့ဖြည်းဖြည်းလေးဝဝရှူမယ်ဘယ်လိုမျိုးလေးတွေရှူရမလဲဆိုတာလေးတွေကိုရှေ့ရက်ဒီမှာပြပြထားတယ်အဲ့လိုမျိုးကိုယ့်ရဲ့စိတ်တွေကမေတ္တာကျေးဇူးတင်တဲ့စိတ်ကလေးပျော်ရွှင်မှုလေးတွေခံစားပြီးတော့ပျော်ရွှင်တဲ့နှလုံးသားလေးနဲ့ရှူမယ်တဘာဝရဲ့ခွန်အားတွေခန္ဓာကိုယ်စိတ်နှလုံးကိုစီစဉ်ခွင့်ပြုမယ်ဟုတ်ပြီကိုယ့်ရဲ့အာယုံလေးတွေအားလုံးကိုမုဒရာရဲ့စွမ်းအားတွေအားလုံးကိုရောကိုယ့်ရဲ့စိတ်ရဲ့စွမ်းအားတွေအားလုံးကိုရောကိုယ့်ရဲ့အာယုံကိုရောဒီလေပင်အလယ်နေရာလောက်ကိုပို့လိုက်ပါမယ်ဟုတ်ပြီရှူသွင်းတယ်ဖြည်းဖြည်းလေးရှူထုတ်မယ်ဒီလေပင်ရဲ့နေရာလေးမှာဘယ်လိုလေးတွေခံစားနေရလဲ energy လှုပ်ရှားမှုလေးတွေကိုသိလားတတိချာချာလေးအာယုံစားရင်းနဲ့ကိုယ့်ရဲ့စိတ်အာယုံ100%ကိုဒီလေပင်အလေလောက်မှာထားပြီးတော့ဖြည်းဖြည်းလေးရှူဖြည်းဖြည်းလေးထုတ် energy work ကလေးပြုလုပ်နေရအောင်ရှူသွင်းလိုက်တိုင်းရှူထုတ်လိုက်တိုင်းမှာဒီသရုပ်ချက်ကရနေရာမှာရှိတဲ့ပိတ်ဆို့နေတဲ့အရာတွေစိုးရိမ်နေရာတွေကြောက်လန့်နေရာတွေမြူသိပ်ထားတာတွေအားနာနေတာတွေအားလုံးရှုထုတ်ရင်းနဲ့စွမ်းအင်အညစ်အကြေးတွေအဖြစ်ထွက်ခွာခွင့်ပြုလိုက်ပါမယ်ကိုယ့်ရဲ့အာယုံလေးတွေအားလုံးကလယ်ပင်မှာရှိနေတယ်ပြေးပြေးလေးရှူပြေးပြေးလေးထုတ်
ဒီနေရာလေးကိုတန့်စင်ခြင်းအားကြောင့်ကုသခြင်းအားကြောင့်ကိုယ့်ရဲ့ဒီလေဘင်းမှာရှိနေတဲ့တိုင်းရိုက်ဂလင်းနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးတွေရရှိစေတယ်ကျမကြီးတွေလည်းကောင်းမွန်စေပါတယ်ဒါကြောင့်မို့လို့တတိချာချာလေးအာယုံထားပြီးတော့လှုပ်ဆောင်မယ်ရှုသွင်းတယ်ဆိုတဲ့အခါမှာအဲ့ဒီနေရာလေးကိုအာယုံပြုရှုသွင်းတဲ့လေတွေဟာနှာခေါင်းကနေလဲဝင်လာသလိုအဲ့ဒီလေဘင်းနေရာကနေပြီးတော့လဲဝင်လာတယ်။ဝိညာဉ်ပေါက်ကလေးတွေကနေပြီးတော့လေဘင်းခြေကိုဝင်လာတယ်။ပြီးသွားရင်ရှုထုတ်လိုက်တယ်ဆိုတဲ့အခါမှာတို့ရဲ့နှာခေါင်းကထွက်တယ်ဆိုပေမဲ့ကိုယ့်ရဲ့အာယုံထဲမှာဒီလေဘင်းနေရာကနေပြီးတော့ရှုထုတ်လိုက်တဲ့လေတွေဟာဝိညာဉ်ပေါက်ကလေးတွေကနေပြီးထွက်ခွာသွားတယ်လို့အသိပေးမယ်။ကိုယ့်ရဲ့ဘယ်ချမ်းအုံနောက်ညာချမ်းအုံနောက်ကကောင်းမွန်စွာအလုပ်ဖြစ်လာတယ်။အာယုံကြောတွေကပြေရော့အနားရလာတယ်။ဟုတ်ပြီတစ်ခါဒီနေရာလေးကိုအာယုံပြုပြီးတော့အသွေးတဲ့အသားတွေကနေရှူသွင်းလိုက်တိုင်းရှူထုတ်လိုက်တိုင်းလင်းတောက်နေတဲ့အပြာနုရောင်အလင်းလေးဟာကိုယ့်ရဲ့လေပင်ရှိတဲ့မှာလင်းတစ်ထက်လင်းလာတယ်ဟုတ်ပြီကျမအတန်လေးတွေတိတ်သွားတယ်ဆိုတဲ့အခါမှာကိုဟာတည်ငြိမ်စွာနဲ့ဖြင်းချင်းစွာရှူဖြင်းချင်းစွာထုတ်နေပါလက်ဘဝရဲ့မုဒ္ဒရာဆောင်ထားတဲ့ကောင်းကျိုးတွေကြောင့်လေဒီခန္ဓာကိုယ်မှာရှိတဲ့နေရည်လေမိအာဃာတဓာတ်တွေဟာကောင်းမွန်စွာလေပတ်စည်းစင်းပြီးတော့အားကောင်းလာတယ်ကိုကိုချစ်တဲ့စိတ်နဲ့ပြပြဝဝရှူမယ်အပြာရောင်လေးတွေကလင်းတစ်ထက်လင်းနေတယ်သရုပ်ချက်ကရလေးရဲ့စက်ကွင်းလေးဟာလဲနေတယ်လဲနေတယ်ပုံမပြီးတော့အားကောင်းပြီးတော့ကောင်းမွန်စွာလဲပတ်စည်းစင်းပြီးတောက်ပလာတယ်ပြေးပြေးလေးရှူသွင်းမယ်ရှူထုတ်ရင်းနဲ့ဟမ်ရှူသွင်းမယ်ရှူထုတ်ရင်းနဲ့ဟမ်အဲ့ဒီဟမ်ဆိုတာလေးကိုစိတ်လျှော့ကိုလျှော့ပြီးတော့တို့ဒီအသက်ရှူသွင်းထားတဲ့လေတွေကုန်တဲ့အထိဟမ်ဆိုတာလေးကိုယွတ်ရင်းနဲ့ရှူထုတ်လိုက်မယ်အဲ့ဒါလေးကို9 ချိန်လောက်ပြုလုပ်ရအောင်စက်လုံးနေပေးပါဟမ်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 ဘဝလေးဖြည်းဖြည်းရှူသွင်းလိုက်တိုင်းမှာသရုပ်ချက်ကရာ healing ဖြစ်စေမယ်။တဘာဝရဲ့ energy တွေခန္ဓာကိုယ်စိတ်နှလုံးမှာပြည့်စုံကောင်းမွန်လာပြီးတော့သရုပ်ချက်ကရာလေးဟာလင်းပြီးတော့ကြည်လာတယ်။ကောင်းမွန်စွာလည်းပတ်စည်းစင်းလာတယ်။ဝါလေးရှူထုတ်လိုက်တိုင်းမှာစိတ်နဲ့ခန္ဓာကတင်းထားသမျှနဲ့
တသက်လုံးမျိုးတိတ်ထားသမျှတွေခံစားထားခဲ့ရသမျှတွေအာနာထားသမျှတွေမပြောနိုင်မဆိုနိုင်ကြိတ်ခံထားရသမျှတွေအားလုံးကိုရှုထုတ်ခြင်းနဲ့အတူလွတ်ချလိုက်ပါတယ်တခါတခါဟမ်ဆိုပြီးတော့ယူတိုင်းမှာကိုရဲ့ဒီလေပင်တဝိုက်မှာတုန်ခါပြီးတော့ကြည်စင်းသွားတာလေးကိုခံစားသိရှိရပါလိမ့်မယ်အဲ့ဒီဟမ်ဆိုတာလေးကိုတကူကြ vibration လေပင်တဝိုက်မှာတုန်ခါသွားစေလောက်တဲ့အတန်ကလေးနဲ့ရွတ်မယ်တကူကြားကလေးရွတ်မယ်အဲ့ဒီလိုပြုလုပ်ခြင်းကကိုယ့်ရဲ့အတန်နဲ့ဒီလေပင်ကိုတန့်စင်ပေးရအပြည့်အဝရောက်ပါတယ်ဟမ်ဒီအရာလေးကတော့ guided အတိုင်းမှာထိုင်ပြီးတော့စီးမျောရမယ့်အပိုင်းမဟုတ်ဘူးကိုယ့်ရဲ့အတန်နဲ့ကိုယ်တိုင် healing ပြုလုပ်တာဖြစ်တဲ့အတွက်မိမိတကူကြားအတန်ကလေးကိုလေပင်လေးတုန်ခါသွားလောက်တဲ့အထိကိုတော့ထွက်ပေးရပါမယ်ဟမ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 ်ကိုယ့်ရဲ့ဒီသရုပ်ပတ်ဝန်းကျင်နေရာတွေမှာရှိတဲ့ဂလင်းတွေအစိတ်အပိုင်းတွေအားလုံးမှာကန့်ညိနေတဲ့မကောင်းတဲ့ energy အညစ်အခဲတွေအားလုံးကလည်းကွာဆင်းသွားတယ်သရုပ်ပတ်ဝန်းကျင်နေရာလေးတွေကတန့်စင်သွားတယ် energy လေးတွေကောင်းလာနဲ့အမျှဒီ energy center လေးကအားဖြစ်လာတာနဲ့အမျှကိုယ့်ရဲ့ပြောဆိုနိုင်စွမ်းဆက်သွယ်နိုင်စွမ်းလုံနိုင်စွမ်းနေဖန်တီးနိုင်စွမ်းနေဖော်ထုတ်နိုင်စွမ်းနေဟာပုံမိုးပြီးတော့မြင့်မားလာပါတယ်ဒီဖြည်းလေးနဲ့စိတ်လျှော့ကိုလျှော့ဝဝလေးရှူခန္ဓာကိုယ်စိတ်နှလုံးကိုအားဖြစ်ပါစေဝဝလေးပြန်ရှူထောခန္ဓာကိုယ် energy center တွေမှာတိမ်ကိန်းနေတဲ့မကောင်းတဲ့ခံစားချက်တွေအားလုံးကိုထွက်ခွာခွင့်ပြုလုပ်လိုက်မယ်ဘဝလေးရှူသွင်းရှူထုတ်မယ်ဟမ်ပြီးရင်တစ်ခါယူပြီးတိုင်းမှာဖြည်းဖြည်းလေးရှူဖြည်းဖြည်းလေးထုတ်ပြီးတော့ကောင်းစားရှိအဆုံး energy လှုပ်ရှားပုံလေးတွေကိုယ့်ရဲ့လက်ပင်တွိုင်းမှာ energy ဖြစ်ပြက်သွားလာနေပုံလေးတွေကိုတတိချာချာလေးအာယုံဆိုင်တတိထားကြည့်ရှုမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်တွိုင်းမှာအပြာရောင်ပြာနုရောင်လင်းဖြာတောက်နေတယ်ကိုယ့်ရဲ့အာယုံလွှာထဲမှာအပြာနုရောင်လင်းလေးဟာလက်ပင်တွိုင်းမှာလင်းဖြာတောက်လာနေတယ်ခုခါမှာကျမပြောတဲ့ information လေးကိုနောက်ကနေပြီးတော့လိုက်ရွတ်ပါကျမကလိုက်ရွတ်ချိန်လေးပေးပါမယ်ငါဟာအမှန်တရားတွေကိုဖော်ထုတ်နိုင်စွမ်းပြောနိုင်စွမ်းရှိတယ်ငါရဲ့ဆက်ပြောဆိုဆက်သွယ်နိုင်စွမ်းအရေးအခြေအနေဟာတနေ့ထက်တနေ့ပိုမိုးပြီးတော့ကောင်းမွန်လာတယ်ငါရဲ့အတန်ကငါကိုရောငါနဲ့ဆက်နေတဲ့သူတွေကိုရောကောင်းကျိုးပြုတယ်ငါဟာဖန်တီးနိုင်စွမ်းအပြည့်အဝရှိတယ်
ဟုတ်ပြီအဲ့ဒီအကြောင်းအရာလေးတွေကလည်းဒီ energy ဘိုင်းကိုအားဖြည့်တဲ့သဘောနဲ့စိတ်စည်းဝင်ရောက်ပြီးတော့သရုပ်ချက်ကရာလေးကို balancing ပြုလုပ်နေတယ် cleansing ပြုလုပ်နေပါတယ်ကျွန်ုပ်ကငါဟာကိုယ့်ရဲ့ intuition ကိုကောင်းမွန်စွာနားထောင်နိုင်စွမ်းရှိတယ်ငါဟာကိုယ့်ရဲ့အစွမ်းအစတွေကိုအကောင်းဆုံးနည်းနဲ့ဖော်ထုတ်နိုင်စွမ်းအပြည့်အဝရှိတယ်ငါရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုအပြည့်အဝယုံကြည်တယ်ငါကိုငါအပြည့်အဝအတိမတ်ပြုပါတယ်ငါဟာကောင်းကောင်းမွန်မွန်ပြောနိုင်ဆိုနိုင်စွမ်းရှိသလိုကောင်းတာတွေပြောနိုင်ဆိုနိုင်စွမ်းရှိသလိုတပားသူရဲ့ပြောတာဆိုတာမျှဝေတာတွေကိုလည်းကောင်းမွန်စွာနားထောင်နိုင်စွမ်းအပြည့်အဝရှိပါတယ်ဟုတ်ပြီဖြည်းဖြည်းလေးဝဝရှူအသွေးအသားတွေမှာကောင်းမွန်တဲ့ energy တွေကိုဖော်ထုတ်နိုင်စွမ်းရှိတဲ့ကိုယ့်ရဲ့အရင်ထဲမှာခံစားနေရတာတွေဖြစ်ချင်တာတွေလှုပ်ချင်တာတွေကိုစကားလုံးတွေအသည့်တွေတီထွင်မှုတွေနဲ့ကောင်းမွန်စွာဖော်ထုတ်ပြသနိုင်စွမ်းနေအပြည့်အဝပုံမှုရှိလာပြီဆိုတာလေးကိုသိပေးမယ်ဒီနေ့ကနေစပြီးတော့ငါမလုံနိုင်ဘူးဆိုတဲ့အရာတွေကြာရင်မလုံနိုင်ဘူးဆိုတာကိုပြက်ပြက်သားသားပြောနိုင်သူဖြစ်လာတယ်အားနာစရာမလိုတဲ့ကိစ္စတွေကိုအာမနာတော့ပဲနဲ့ကိုကန့်သက် boundary လေးတွေထားပြီးတော့ပျော်ရွှင်စွာနေထိုင်တက်လာတယ်ကိုဘဝရဲ့လုပ်ငန်းဆောင်တာတွေပြောဆိုဆက်ဆံရေးတွေအလုပ်ကဏ္ဍတွေနေထိုင်ရေးကဏ္ဍတွေမှာပုံမိုးပြီးတော့လွတ်လပ်ပေါ့ပါပြီးတော့ကံကောင်းသူလေးဖြစ်လာပါတယ်ငါပြောသမျှကအောင်မြင်တယ်ငါလုပ်သမျှကအောင်မြင်တယ်ဟုတ်ပြီဖြည်းဖြည်းလေးရှုသွေးအသားထဲမှာကောင်းမွန်တဲ့ energy တွေစိတ်ဝင်စည်းစိမ်ခွင့်ပြုမယ်ကိုချစ်တဲ့စိတ်အပြည့်နဲ့ရှုသွင်းမယ်ကိုကျေးဇူးတင်တဲ့စိတ်အပြည့်နဲ့ရှုသွင်းမယ်နှလုံးသားလေးထဲမှာကိုယ့်ရဲ့သရုပ်ချက်ကရာလေးကောင်းမွန်စွာ balance ဖြစ်သွားလို့ open ဖြစ်သွားလို့ thank you ကျေးဇူးတင်ပါတယ်ဆိုတဲ့ခံစားချက်ကလေးကိုပွားများပြီးတော့ဖြင်းချင်းစွာ meditation လေးထိုင်နေပါမယ်ခုအခါမှာကိုယ့်ရဲ့လက်ကလေးကိုပေါင်ပေါ်မှာချထားလို့ရပါပြီအခု energy work လုပ်လိုက်တယ်ဆိုတဲ့အချိန်မှာပြောင်းလဲသွားတယ်တန့်စင်သွားတယ်ခန္ဓာကိုယ်ရဲ့ energy ပိုင်းခံစားချက်အပိုင်းလွတ်ထွက်သွားတယ်လွတ်ကျသွားတယ်မကောင်းတဲ့အရာတွေအားလုံးကိုပြန်လဲပြီးတော့ကြည့်ရှုမယ်သိရှိမယ်နှကန်းလေးကိုပြုံးပြီးစိတ်လေးကိုယ်လေးလျှော်ဖြည်းဖြည်းလေးဝါရှူလယ်ပင်နေရာမှာ3စက္ကန့်လောက်ထိန်းထားမယ်လယ်ပင်လေးကိုခေါင်းလေးကိုနည်းနည်းမော့မယ်လယ်ပင်လေးမှာ3စက္ကန့်လောက်ထိန်းထားမယ်ပြီးရင်ရှူထုတ်မယ်ဟာအဲ့ဒါလေးကို3ချိန်လောက်လုပ်ရအောင်ရှူသွင်းမယ်ခေါင်းလေးနည်းနည်းမော့မယ်လယ်ပင်ထိရအောင်ရှူမယ်3စက္ကန့်လောက်ထိန်းထားမယ်ရှူထုတ်မယ်ဟာရှူသွင်းမယ်ခေါင်းလေးမော့မယ်လယ်ပင်လေးဘဝလေးရှူမယ်လယ်ပင်ထိရအောင်ရှူမယ်ဟုတ်ပြီလေပင်ညကိုအပြည့်ဝအာယုံထားမယ်လေပင်တစ်ဝိုက်မှာရှိနေတဲ့ယောဂဝိဒနာအခုအငွေ့တွေနဲ့အပိတ်အဆို့တွေအားလုံးကိုဟာဆိုပြီးတော့ရှုထုတ်လိုက်ပါမယ်ကိုဘွားရဲ့မြို့သိမ်းခဲ့ရသမျှစိုးရင်ခဲ့ရသမျှကြောက်ခဲ့ရသမျှမရဲရင်တတိမရှိခဲ့တဲ့အချိန်တွေအားလုံးကိုလည်းဒီအချိန်မှာခွင့်လွှတ်လိုက်မယ်
အားလုံးကိုယ့်ရဲ့ကဘာမှာပုံမို့ပြီးတော့ကောင်းမွန်ပြေဝလာပါတယ်ကိုယ့်ရဲ့ energy တွေဟာ energy စက်ကွင်းတွေရောကိုယ့်ရဲ့ကိုယ်ရောင်ကိုယ်ကအလွာတွေရောကိုယ့်ရဲ့ခံစားချက်တွေရောပုံမို့ပြီးတော့ကြည်လင်လာပါတယ်ဒါလေးကိုသေချာသိရှိမယ်ဖြည်းဖြည်းလေးရှူသွင်းဖြည်းဖြည်းလေးထုတ်ဟုတ်ပြီကြည်လင်စွာအေးချမ်းစွာနဲ့လက်ရှိအချိန်လေးကိုပြန်လာခဲ့ပါမယ်အားလုံးပဲသရုပ်ချက်ကရာကြည်လင်တောက်ပနေတဲ့မိမိကိုယ်ကိုမိမိဝမ်းသာကုန်ယူစွာနဲ့မျက်လုံးလေးကိုပြန်ဖွင့်လာခဲ့ပါမယ်ပြီးရင်လက်ဖွားလေးကိုပူအောင်ပုတ်မယ်ကိုယ့်ရဲ့လက်ဘင်းနေရာလေးကိုအုပ်မယ်ဟုတ်ပြီဘဝလေးရှူသွင်းမယ်ရှူသွင်းလိုက်တဲ့ဆိုတဲ့အခါမှာတဘာဝရဲ့ healing စွမ်းအားတွေ life force energy တွေကကိုယ့်ရှိစီးဝင်လာပြီးတော့ရှူထုတ်လိုက်တဲ့ဆိုတဲ့အခါမှာမြစ်တာတွေနဲ့အတူချစ်ချင်းစွမ်းအားတွေနဲ့အတူလက်ဘဝရဲ့ healing စွမ်းအားတွေဟာကိုယ့်ရဲ့ level energy တွေကိုရောကိုယ့်ရဲ့ဒီ level ရဲ့အယိုးအသွေးသားတွေရောစိတ်ဝင်သွားတယ်မျက်နှာလေးတွေကိုလျှော့မယ်ပြုံးမယ် energy လေးတွေကြည်နေလာတာကိုခံစားပေးမယ်ဝဝလေးဖြည်းဖြည်းရှူ1 2 3 4 5 2စက္ကန့်လောက်ထိန်းထားမယ်ပြန်ရှူထုတ်မယ်1 2 3 4 5 2စက္ကန့်လောက်ထိန်းထားမယ်ရှူသွင်းမယ်1 2 3 4 5ချစ်ချင်းမြတ်တာကိုအပြည့်အဝခံစားမယ်ဟုတ်ပြီဖြည်းဖြည်းလေးရှူသွင်းရှူထုတ်နှွေးနေတဲ့အငွေလေးတွေသရုပ်ချက်ကရာထဲမှာစိတ်ဝင်အားကောင်းသွားတယ်ဟုတ်ပြီလက်ကလေးကိုပုတ်မယ်ကိုယ့်ရဲ့ဒီမျက်လုံးနဲ့နှထင်တင်းသွားတဲ့နေရာလေးတွေခန္ဓာကိုယ်မှာတင်းကျပ်သွားတဲ့နေရာလေးတွေရှိလို့ရှိရင်မေတ္တာလေးအပြည့်နဲ့ပုတ်ပေးမယ်နော်ပြီးသွားတဲ့အခါကြားလို့ရှိရင်ရေလေးဝဝတောက်ပါမယ်နော်ပြီးပါမှနားပါမယ်ရေလေးဝဝတောက်တယ်ဆိုတဲ့အခါမှာလည်းဒီနေ့မှာကောင်းမွန်တဲ့ energy work တွေပြုလုပ်ခွင့်ရတယ်ကိုယ့်ရဲ့သရုပ်ချက်ကရာလေးအကောင်းလာပြီမို့ကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်ကလေးနဲ့ဝဝလေးတောက်မယ်ဟုတ်ပြီနော်ခန္ဓာကိုယ်လေးကိုပုတ်တယ်ဆိုတဲ့အခါမှာပုတ်တာပုတ်တကူလုံးပုတ်နော်10မိနစ်လောက်ပုတ်လည်းရတယ်နော်ကိစ္စမရှိဘူးโอเคဒီ meditation ငုတ်တုတ်ထိုင်ပြီးတော့လုံးလို့မရတဲ့ချို့တော့ပိတ်ညက်ကတ်နေတဲ့အခိုးအငွေ့တွေနဲ့ချို့တော့ပေါ့နော်ဒီခန္ဓာထဲမှာတင်ထားတဲ့ခံစားချက်တွေကိုဒီပုတ်ချင်းက healing ဖြစ်စေတယ်ဒီနော်ခန္ဓာကိုယ်ကိုလည်းပြေရော့ပြီးတော့စိတ်ကလေးကိုလည်းအေးသွားစေတယ်အာယုံကြောလေးတွေကိုလည်းအနားပိုရသွားစေတယ်နော်ခေါင်းကြောလေးတွေကိုလည်းပုတ်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 လက်ကလေးတွေကိုလည်းလက်ဖွားရှည်တီပုတ်နော်ဒါကျမအချိန်လေးတအားမရလို့ပေါ့နော်ဒီကိုယ်လုံးကိုမပြတာပေါ့ကိုကအားရင်အားတလောက်လို့လက်လံပုတ်လက်ခုံပုတ်နော်โอเคတို့ခံစားထားသမျှတသက်တာလုံးမှာတွေ့ကြုံထားရသမျှဒီခန္ဓာမှာကိန်းတာအဲ့အားကြောင့်မို့လို့ဒီခန္ဓာကိုယ်ကိုတန့်စင်ပေးမယ် healing ဖြစ်ပေးမယ်မေတ္တာဖြစ်ပေးမယ်ကျေးဇူးတင်ပေးမယ် energy လေးတွေအားကောင်းအောင်ဖြန့်ပေးမယ်လုပ်ပေးမယ်ဆိုရင်ပေါ့နော်တို့ရဲ့ဘဝကအများကြီးကိုသိလွင်တောက်ပါနဲ့ရှင်သန်နိုင်တာဖြစ်တယ်နော်ကန်နေလဲပိုကောင်းလာမှာဖြစ်တယ်ပြီးရင် bye 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 ရင်ပြီးလို့ရှင်ပေါင်ပြီးရင်ခြေဘဝတွေစသည်လုပ်လို့ရတယ်နော်ဟုတ်ပြီဟုတ်ပြီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နမစတေမနေ့ပြန်မှာတို့ရဲ့တတိယမျက်လုံးချက်ကရာလေးကို healing ကြမယ်နော်တတာကျေးဇူးတင်ပါတယ်ဒီရှင်ဟုတ်ကဲ့ပါတတာဟုတ်ပါရှင်မနေ့ပြန်တတိယမျက်လုံးနော်ဒီဘဝတောက်မယ်ခြေဘဝအထိကိုပုတ်ပြီးပြီနော်ပေါင်နေတင်မားတွေကောင်းနေဟုတ်ပြီအားလုံးတက်တာပါ